ဒီမှာလောက်သမား2ယောက်ခန့်ထားတာတန့်ရှင်းလာလောက်တာကအိမ်မှာဥစားပါနော်အိမ်ပြောင်းဖြစ်အိမ်အပ်မဲ့မနေ့ဖြန်လောက်ဆိုမနေ့ဖြန်ဆိုအိမ်အပ်တော့မှာပေါ့နော်ဒီမှာလောက်သမား2ယောက်ကတော့တန့်ရှင်းလောက်တော့အိမ်တိုက်တာပေါ့နော်တန့်ရှင်းမှုကတော့ရှိပါတယ်သူတို့လောက်ရကန်ရည်တွေကလည်းကောင်းတယ်2ယောက်လုံးကလည်းတက်ညီလောက်ကြတယ်အဲ့တော့ဒါတော့အန်တီဖြစ်ပါကျွန်တော်ရဲ့အန်တီပဲလေကျွန်တော်နေဖြစ်ပါသူတို့2ယောက်ညီမ2ယောက်ကတော့တိုင်ဖောက်တော့ညီတယ်တိုင်ဖောက်လည်းညီတယ်အလုပ်လုပ်တာလည်းမြိုင်ဆိုင်လုပ်ကြတယ်အလုပ်ကိုလည်းမခုမကပ်ဘူးမြိုင်ဆိုင်လုပ်တော့အလုပ်ကတွင်ကျယ်တယ်အလုပ်ကပြီးတယ်သူတို့ရဲ့လွတ်ရကန်ရင်ကြည့်ရတာတော့တက်ရှိမှုရှိတယ်ပေါ့နော်အဲဒါကြောင့်မို့လဲသူတို့ပဲတိုင်ကန်ဥစ္စာပေါ့နော်တက်ရှိလောက်ခိုင်းတာပေါ့နော်တက်ရှိမှုမှာတက်ရှိရေးမှာသူတို့ညီမ2ယောက်ကတက်ညီလက်ညီရှိဆုံးပဲပေါ့နော်အဲဒါကြောင့်မို့သူ2ယောက်ကိုခိုင်းထားပါတယ်အခုဆိုအိမ်ဆိုရင်တော့အခုတော်တော်လေးကိုရှင်းလင်းနေရောဒါကတော့ရေချိုးကန်းလည်းတက်ရှင်းမှုလုပ်ပြီးပြီဒါအိမ်ဒါဘက်လည်းတက်ရှင်းမှုလုပ်ပြီးပြီပြောနော်အပေါ်ကလည်းဒီထက်ခိုးကလည်းတက်ရှင်းမှုလုပ်ပြီးပြီနော်တက်ရှင်းလုပ်ပြီးထက်ခိုးကလည်းဒီအောက်ကနည်းနည်းဥစားပေါ့ဖုံနေတဲတွေကတ်နေတာနည်းနည်းလေးတက်ရှင်းမှုလုပ်တာပေါ့နော်အခုသူစက်ပြရင်ရင်တိုက်တယ်စက်ပြရင်တိုက်ပြီးအခုတိုက်ပြီးတော့သူတို့ဒီအဝတ်6နဲ့ပြန်တုတ်တယ်အရေဝတ်နဲ့ပြန်တုတ်တယ်တုတ်ပြီးတော့အဝတ်6တုံးထပ်တုတ်တာပေါ့နော်သူတို့ရဲ့တန့်ရှင်းမှုကရှိတယ်ပေါ့နော်ဒီမှာတော့ရေချိုးကမ်းမှာတော့တက်ရှင်းလုပ်ပြီးပေါ့နော်တက်ရှင်းလုပ်ပြီးဒါအပြင်ကဒါမိဖို့ဆောင်မှာလဲဒါမှန်နေဆိုရင်လည်းဒါတိုက်ပြီးဒါတော့မှန်နေကြတော့ကျွန်တော်ကိုယ်တိုင်ကင်တာပေါ့နော်မှန်နေကြတော့ကိုယ်တိုင်ကင်နေမှန်နေကတော့တိုက်ပြီးမှန်နေရတော့ပြောင်းလက်နေရပဲမှန်နေတိုက်ပြီးမှန်နေတိုက်ပြီးဒီချမ်းကင်း